မေကွန်းတစ်ခုမေးချင်ပါတယ်လူကောင်းတစ်ယောက်ကဘာကြောင့်ဒုက္ခတွေကြုံရတာလဲတချို့လူတွေကပြောတယ်ဘုရားသခင်ကိုယုံကြည်တာကြားလာပြီဆူတောင်းတယ်အလူငွေပေးတယ်စိတ်ဝတ်ဖို့ထည့်တယ်အသင်းတော်ထဲမှာလည်းပါဝင်ပြီးတော့ဆက်ကတ်တယ်အမှုတော်ဆောင်တယ်ဒါပေမဲ့စီးပွားရေးတွေကျတယ်အလုပ်ပြုတ်တယ်မိသားစုပြဿနာဖြစ်တယ်ကျန်းမာရေးတွေယိုယွင်းလာတယ်ကျန်းမာရေးတွေချွတ်တက်လာတယ်အဲ့ဒီအချိန်မှာစိတ်ထဲမှာမေးမိတာကဘုရားသခင်ကိုတော်ဘယ်မှာရှိနေလဲဒီမိကွန်းကအခုမှမေးတဲ့မိကွန်းအသစ်မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတော့ယောဘလည်းဘုရားကိုဒီလိုပဲမေးခဲ့တယ်ဒါပေမဲ့ယောဘဝတ္ထုထဲမှာအဖြေတစ်ခုပေးထားပါတယ်ဒုက္ခဆိုတာဘုရားသခင်စွန့်ပစ်လိုက်တဲ့အမတ်သားတစ်ခုမဟုတ်ပါဘူးတခါတလေမှာဘုရားသခင်ကယုံကြည်စိတ်ချလို့ခွင့်ပြုထားတဲ့စံတတ်မှုဖြစ်တယ်ယောဘကဘလို့လူလဲယောဘခိုင်1:1မှာဆိုရင်စုံလင်၍ဖြောင့်မတ်တော်သူဘုရားသခင်ကိုကြောက်၍မကောင်းမှုကိုရှောင်တော်သူဆိုပြီးတော့အဲ့လိုပြောတာတယ်သတိထားကြည့်နော်ကျမ်းစာယောဘကိုအပြစ်သားလို့မပြောဘူးဖြောင့်မတ်တော်သူလို့ပြောတယ်သူကချမ်းသာတယ်သူမိသားစုလည်းစုံစုံညီညီနဲ့လူတွေလည်းသူ့ကိုလေးစားတယ်ဖခင်ကိုချစ်တယ်ဒါပေမဲ့ကောင်းတဲ့လူမှလည်းဒုက္ခရောက်နိုင်တာပဲတနည်းနဲ့အရာအလုံးဆုံးရှုံးရတယ်သူ့ကိုလာပြောတယ်တယောက်ပြီးတယောက်ဟာသိုးတွေကုန်ပြီနွားတွေကုန်ပြီကလအုပ်တွေကုန်ပြီကျွန်နေသေးပြီနောက်ဆုံးသားသမီး10ယောက်စလုံးသေးပြီတရက်တည်းနဲ့ဘဝတစ်ခုလုံးပြတ်သွားတယ်အဲ့ဒီအချိန်မှာလူများစုကဘာလုပ်လဲဘုရားကိုအပြစ်တင်မယ်ဘုရားကြောင့်သွားတော့ဆုမတောင်းတော့ဒါပေမဲ့ယောဘကဘုရားသခင်ကိုပြောက်ဖို့ကိုးကွယ်တယ်ယောဘခိုင်း1:21မှာထာဝရဘုရားပေးတော်မူ၏ထာဝရဘုရားယူတော်မူ၏ထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိစေသတည်းဒီစကားဆိုရင်နာကျင်မှုမရှိလို့ပြောတာမဟုတ်နာကျင်နေနဲ့ကိုယုံကြည်ခြင်းကိုရွေးချယ်တာသူဒုက္ခအဲ့ဒါနဲ့မပြီးသေးဘူးစာတန်ကသူ့ရဲ့ခန္ဓာကိုယ်ကိုထိတယ်ယောဘခြေဖျားနေဟိုးခေါင်းထိပ်ထိအနှစိမ့်ပေါက်တယ်ညာအိမ်မရဘူးနာကျင်တယ်လူတွေကသူ့ကိုတွေ့ရင်ရှောင်သွားကြတယ်သူ့ဇနီးတွေတော့မှဖះကိုကျိန်ဆဲပြီးတော့သေလိုက်အဲ့လိုပြောတယ်တချို့အချိန်မှာဒုက္ခတဲ့ဒီလူတွေရဲ့စကားပို့ပြီးတော့နားတယ်ဘာစီမိတ်ဆွေ3ယောက်ရောက်လာတယ်အစမှာတော့9ရက်လုံးဘာမှပြောနောက်ပိုင်းစကားပြောတော့မင်းအပြစ်ရှိလို့မင်းဖုံးကွယ်နေတာရှိလို့ဖះမင်းကိုအပြစ်ပေးနေတာတကယ်တော့အဲ့ဒီမိတ်ဆွေ3ယောက်ဟာသူတို့မသိတဲ့အရာကိုသိချတယ်လို့ပြောနေတယ်ဒီနေ့လေလူတွေကဒုက္ခရောက်နေတဲ့သူကိုသွားပြီးတော့နှစ်သိမ့်ရမယ်စားအပြစ်ရှာတတ်ကြတယ်ခန်း35မှာယောဘဖះကိုမေးတယ်ဒါပေမဲ့ဘုရားသခင်ကညင်တယ်ဘာမပြောခန်း38မှာကြည့်ဘုရားသခင်ကပြောတယ်ဒါပေမဲ့ဘာကြောင့်ဒီလိုလုပ်လဲဆိုတဲ့အဖြေကိုမပေးဘူးအဲ့ဒီစားငါကဘာကိုဖန်ဆင်းတော့ကမင်းမမရှိလဲလို့မေးတယ်အတိတ်ပဲကတော့မင်းနားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ငါနားလဲတယ်အဲ့လိုပေါ့နော်ယောဘ42မှာဆိုရင်ဘုရားသခင်ကသူ့ကိုအကုန်ပြန်ပေးတယ်ကျမ်းမာရေးပြန်ပေးတယ်လုံးဝပြန်ပဂရိတိုင်းကျမ်းမာပါတယ်သူ့ရဲ့ဥစ္စာနှစ်ဆပြန်ပေးတယ်အရင်ရှိတဲ့သိုးတွေနွားတွေစိတ်တွေနှစ်ဆသားသမီးတွေလည်းထပ်ပေးတယ်ပြီးတော့သူ့အသက်ရှိစေတယ်ဒါပေမဲ့ဒီယောဘဝတ္ထုရဲ့အဓိကသင်ခန်းစာကနောက်ဆုံးတော့ချမ်းသာလာတာမဟုတ်အဓိကပေးခြင်းတဲ့သင်ခန်းစာကဒုက္ခတွေမပြီးခင်မှာတော့မှယောဘကဘုရားကိုမစွန့်လို့ဒုက္ခဆိုတာပြည့်ရှိလို့ပဲမဟုတ်ဘူးတချို့ဒုက္ခတွေကယုံကြည်ခြင်းကိုတန့်စင်စေဖို့အတွက်ဖြစ်တယ်ဘုရားသခင်ကဝိညာဉ်ကြီးတော့မှအလုပ်လုပ်တယ်မမြင်ရလို့မရှိတာမဟုတ်ဘူးကျွန်တော်တို့ဆုတောင်းထားတဲ့အဖြစ်အလုံးမရခင်မှာလည်းသူ့ကိုဆက်ပြီးတော့ယုံကြည်လို့ရတယ်ယုံကြည်ခြင်းဆိုတာကျွန်တော်အားလုံးနားလည်ပြီးမှယုံကြည်တာမဟုတ်ပဲနဲ့နားမလည်သေးတဲ့အချိန်မှာတော့မှဘုရားသခင်ကိုဆက်လက်အားကိုးခြင်းဖြစ်ပါတယ်ဒီနေ့သင်ဟာယောဘလိုအခြေအနေတစ်ခုမှရှိနေနိုင်ပါတယ်အလုပ်ပြုတ်သွားလားငွေကြီးရဲ့အခက်အခဲနဲ့ကြုံနေရလားကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်နေရလားမိသားစုထဲမှာနာကျင်မှုတွေရှိနေလားယောဘဝတ္ထုကသင်ကိုပြောနေပါတယ်ဒုက္ခဆိုတာဘုရားသခင်မရှိတော့တဲ့အထောက်အထားမဟုတ်ဘူးဒုက္ခထဲမှာတော့မှကိုယ်တော်အသင်ကိုသိတယ်မြင်တယ်ထင်သိနေတယ်နောက်ဆုံးမှဆိုရင်ယောဘကအကျွန်ုပ်ဒီကိုယ်တော်အကြောင်းကိုနားဖြစ်တာကြားသိခဲ့ရပါ၏ယခုမူကားကိုယ်တော်ကိုကျွန်တော်ရဲ့မျက်စိနဲ့မြင်ရပြီဒီဘက်ခိုင်း40:9မှာတွေ့နိုင်တယ်တခါတည်းရမှာဒုက္ခဟာဘုရားသခင်ကိုပုံမနဲ့ဆိုင်စွာသိကျွမ်းစေသောလမ်းဖြစ်နိုင်တယ်အားလုံးမှာကြွရသောကောင်းမြတ်များတုံ့ပြန်ချပါစေ